吧，亲爱的customer လေးတွေပေါ့နော်အရန်ဟိုမှာလူကြိုက်များပြီးတော့အားပေးကြမ်းကြတယ်ဒီဟိုတွေက Note 40 Pro Plus လေးပေါ့နော်ဒီဟာလေးတွေဟိုတစ်ခေါက်ကပစ္စည်းလေးလုံးဝ also ဖြစ်သွားတယ်ရောက်တာနဲ့ပေါ့နော်အခုလောလောဆယ်ပစ္စည်းလေးရောက်ထားတယ်ဆိုတာလေးကိုသတင်းကောင်းလေးပါချင်ပါတယ်ဒီဟာလေးက RAN 256ကိုမှဈေးနှုန်းလေးက7သိန်းနဲ့4900ပေါ့နော်ဒါလေးကကာလာအစုံလေးရသေးရနော်လောလောဆယ်အဖြူရမယ်အစိမ်းရမယ်အမဲလေးရအောင်မယ်ရှင်ကာလာစုံလေးရှိတော့ကိုအမြန်ဆုံးလာရအားပေးကိုဖိတ်ခေါ်ချင်ပါတယ်နောက်တစ်ခုက Note 30 Pro Note 30 Pro လေးရတော့ကုန်သွားပြီပေါ့နော် Note 30 5G လေးပေါ့နော် Global လုံးလေး Thai Global လုံးလေးလည်းပစ္စည်းရောက်ထားပါတယ်ဒါလေးက8256ကိုမှဈေးနှုန်းလေးက6သိန်းကျော်နဲ့300မှာဆိုတော့လေဒါလေးလည်းအရန်တန်ပါတယ်နောက်တစ်ခုက Note 30လေးပေါ့နော် Note 30လေးပဲဒါလေးတွေကတော့ထုံးစံအတိုင်းပဲအများတန်းရောင်းအားကောင်းနေစေဖြစ်တဲ့ဒီဟာလေးတွေပေါ့နော်5သိန်းကျော်ဝန်းကျင်6သိန်းကျော်ဝန်းကျင်လေးမှာဆိုရင် Note 30လေးတွေလည်းတော်တော်များများရွေးချယ်ကြတယ်ပါကင်ဟိုမှာသူက612လည်းရှိအောင်မယ်812လည်းရှိအောင်မယ်နောက်ထပ်1256ကလေးလည်းရပါအောင်မယ်ရှင်ဒါလေးတွေကတော့5သိန်းကျော်လောက်သုံးမဲ့ customer လေးတွေအတွက်ရွေးချယ်ဖို့ကောင်းတဲ့ model လေးပေါ့နော်ဒီကောင်လေးတွေဈေးလေးလည်းအဆင်ပြေတယ်နောက်ပြီးတော့အရေးကြဝယ်ခြင်းတဲ့ customer လေးတွေအတွက်လည်းဒီလိုမျိုးအသစ်ပါကင်လုံးတွေကိုအရေးကြနဲ့ရောင်းချပေးပါတယ်နောက်ထပ်ပြီးတော့ second လုံးလေးတွေကိုလည်းအရေးကြနဲ့ဝယ်ယူခြင်းတဲ့ customer လေးတွေလည်း second လည်းအရေးကြနဲ့ရောင်းပေးပါတယ်ရှင်အားလုံးပဲတက်တာနည်းနည်းထောက်နေ